ပညာတရားနှင့်ပရမတ်တရားမိမိတို့တဏ္ဍာမှာဖြစ်တဲ့ယုံနာနှစ်ပါးသို့မဟုတ်ခန္ဓာ၅ပါးဟာဆိုရင်တကယ်အစစ်မှန်ရှိသောတရားဖြစ်တာမို့လို့တဏ္ဍောကာယောတက္ကာယောအရာတက္ကာယလို့ခေါ်ပါတယ်။တနည်းပရမတ္ထတရားလို့လည်းခေါ်ပါသေးတယ်။ယုံနာနှစ်ပါးခန္ဓာ၅ပါးကိုယောက်ျားမိန်းမဆိုပြီးသတ်မှတ်တာကအမှတ်မှားနေကြတာပဲဖြစ်ပါတယ်။ယောက်ျားမိန်းမဆိုတာမရှိပါဘူး။ယုံနာနှစ်ပါးခန္ဓာ၅ပါးသာရှိရပါ။သူငါဆိုတာလေယုံနာနှစ်ပါးခန္ဓာ၅ပါးပဲဖြစ်ပါတယ်။ဒါကြောင့်တကယ်အစစ်အမှန်ရှိတဲ့ယုံနာနှစ်ပါးခန္ဓာ၅ပါးတို့ဟာပရမတ်တရားများဖြစ်ကြပါတယ်။ပရမတ်တရားအပေါ်မှာခေါ်ယုံခေါ်နိုင်ဖို့မဲ့ခေါ်သတ်မှတ်ထားတဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဦးဖြူဦးနီဒေါ်ဖြူဒေါ်နီသားသမီးမြင့်မြင့်စတဲ့အမည်တို့ဟာဆိုရင်ပညာတရားသာဖြစ်ကြပါတယ်။ပညာတရားဆိုတာတကယ်အစစ်မရှိရှာလို့မတွေ့မရှိလို့မတွေ့ချင်းသာဆိုတဲ့တရားသဘောဖြစ်ကြပါတယ်။ပရမတ်တရားဆိုတာကတော့ရှာလို့တွေ့နိုင်ပြီဖောက်ပြန်မှုသဘောတရားတွေကိုလည်းတွေ့ရနိုင်ပါတယ်။တကယ်ရှိလို့တွေ့ရခြင်းတရားသဘောဖြစ်ပါတယ်။ဒီတော့ကပညာနဲ့ပရမတ်ကွဲကွဲပြားပြားသိမှသာအလုံးလုံးရမှာလဲလမ်းစဉ်တဲ့မှာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ခုနှစ်ရက်သားသမီးများအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပါစေ။